ကြီးဆုံးသောတိထားတင်မှာကတော့ငါလူပုဂ္ဂိုလ်များသည်၅ပါးသီလ၈ပါးသီလသစ္စာ၄ပါးမဂ်ခင်၈ပါးအဓိကသိထားတင်ရမယ်ဖြစ်ပါတယ်၅ပါးသီလဆိုတာကပါဏာတိပါဒအာရိဏဒါနာကာမေတုမိစ္ဆာစာရာဥဒဝါဒသူသာမေရယနောက်သစ္စာ၄ပါးကတော့သမုဒယသစ္စာဒုက္ခသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာမဂ်ခင်၈ပါးကြတော့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါစာသမာကမ္မနာသမာအာဇီဝသမာဝါယမသမာတတိသမာသမာဓိဆိုတဲ့မဂ်ခင်၈ပါးကိုအဓိကသိထားရမယ်မကြခင်မှာဝါဝင်တော့မယ်ဖြစ်ပါတယ်ဗုဒ္ဓဘာသာတို့မြည်သည်ဥပုသ်ဆောက်ကြတော့မယ်ဥပုသ်ဆောက်ကြတော့မယ်အတွက်ကြောင့်ဘာကိုသိထားသင့်လဲဆိုတော့၈ပါးသီလကိုသိထားသင့်ပါတယ်အဲ့ဒီ၈ပါးသီလကတော့ဘုံဘုံတို့ကပေးတဲ့၈ပါးသီလကကိုဒီတစ်ခုချင်းရဲ့အကြောင်းအရာကိုသိထားသင့်ရမယ်အဲ့ဒါကိုကျမကအတိကျကျနဲ့တစ်ခုချင်းကိုပြောသွားပေးမယ်ဖြစ်ပါတယ်နောက်လိုက်ဒီမှာလည်းဘာသာရေးနဲ့ပတ်သက်ပြီးပရိစ္ဆသမုပ္ပါနဲ့ပတ်သက်ပြီးအဘိဓမ္မာနဲ့ပတ်သက်ပြီးတပြည့်တော့ကျမအများကြီးပြောသွားပေးမှဖြစ်ပါတယ်တနေ့ကိုနည်းနည်းပြောသွားပေးမယ်အဓိကအရေးကြီးတဲ့အချက်တွေကိုလည်းအများကြီးပြောသွားပေးမှဖြစ်ပါတယ်ကျမကတော့ပရိစ္ဆသမုပ္ပါသင်္นานကိုပြပေးနေသောဆရာမတစ်ယောက်ဖြစ်ပါတယ်အမိဒါပဲရပြီ